ဖခင်ဖြစ်သူပျောက်သွားပြီး9ရက်ကြာရေမြောင်းထဲမှာဘာတွေဖြစ်ခဲ့ရလဲဒီတင်းလေးကိုစိုးရိမ်နားထောင်ပါဗျဒီမှုကတကယ်ကိုရင်လေးစရာပါလူတိုင်းပြောနေကြတဲ့နာမည်ကတော့သူ့ရဲ့သားဖြစ်စဉ်လေးကဒီလိုဗျထိုင်းနိုင်ငံမှာရှိတဲ့ပွဲချုပ်ခရိုင်စီတဲ့တက်မြို့နယ်ကအသက်53နှစ်ရွယ်ရှိတဲ့ဖခင်တယောက်ကဇူလိုင်လ9ရက်နေ့ညနေပိုင်းကအိမ်ကနေထွက်သွားပြီးတော့ပျောက်သွားခဲ့ပါတယ်အစပိုင်းမှာတော့ပတ်ဝန်းကျင်ကလူတွေထင်ခဲ့တာကသူခဏနေပြန်လာမယ်လို့ထင်ခဲ့တာပါဒါပေမဲ့1ရက်2ရက်3ရက်4ရက်သူပေါ်မလာခဲ့ပါဘူးဒါနဲ့ပတ်ဝန်းကျင်တဲ့လူတွေကသူ့ကိုနီးစပ်ရတောဆက်တွေမှာလိုက်ပြီးရှာဖွေခဲ့ပါတယ်ရွာမှာရှိတဲ့ရွာသူကြီးတွေကလည်းဝိုင်းဝန်းပြီးတော့ကူရှာပေးခဲ့တယ်ဒါပေမဲ့မတွေ့ခဲ့ပါဘူးကျွန်တော်သာဆိုလို့ရှိရင်သူ့မိသားစုကိုဘယ်တော့ရေပူးနေရမလဲဒါပေမဲ့သူ့ရဲ့သားဖြစ်သူကတော့အေးအေးဆေးဆေးပါပဲ9ရက်မြောက်တဲ့ဇူလိုင်လ12နှစ်မှာတော့အိမ်နဲ့3ကီလိုမီတာလောက်ဝေးတဲ့ရေမြောင်းထဲမှာသူ့ကိုမှောက်ရက်အနေထားနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီမှာလူတွေကအံ့ဩသွားတာကသူကမျက်စိတစ်ဖက်မမြင်ရတဲ့မတန်ဆွမ်းတယောက်ဖြစ်နေတာပါဒါကမတော်တဆမှုလားဒါမှမဟုတ်အဲ့ဒီနောက်ွယ်မှာထွက်လာတဲ့သတင်းချက်လက်တွေကပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်လာပါတယ်တည်ဆုံးသူရဲ့ဇနီးရဲ့ပြောပြချက်အရတပ်ဖြစ်သူအသက်28နှစ်အရွယ်ကမူရစ်စေဝါဆွဲနေပြီးဖခင်ဖြစ်သူကိုငွေတောင်းတာငွေရှာခိုင်းတာတွေလုပ်တတ်တယ်လို့ပြောပါတယ်သူကိုယ်တိုင်လည်းဒီတပ်ဖြစ်သူကမူရစ်စေဝါသုံးဆွဲပြီးတော့ငွေရှာခိုင်းတာငွေတောင်းတာတွေမကြာခဏလုပ်လို့ရှိလို့ဒီတောင်မခံနိုင်လို့သူကိုယ်တိုင်ကဘန်ကောက်မှာလှုပ်သွားရောက်လုပ်ကင်နေတာပါအခုဒီသတင်းကိုကြားပြီးတဲ့နောက်ပိုင်းမှာသူကဘန်ကောက်ကနေပြီးတော့အိမ်ကိုပြန်လာခဲ့တာဖြစ်ပါတယ်လို့သူကထွက်ဆိုထားပါတယ်ဒီမှာတည်းမပြီးသေးပါဘူးတချို့ရွာသားတွေပြောတာကအိမ်ထဲကပစ္စည်းတွေကိုလည်းတားဖြစ်သူကရောင်းချပြီးတော့မွေးစေးပွားဝယ်ခဲ့လို့အိမ်မှာလည်းကွန်ကရစ်တိုင်ပဲကျန်တော့တယ်လို့ဆိုပါတယ်နောက်ပြီးဖခင်မပျောက်ဆုံးခင်ရက်ပိုင်းကတားဖြစ်သူကဖခင်ကိုဘန်ခေါ်သွားပြီးမတန်ဆွမ်းပင်စင်လာတာထုတ်ခဲ့တယ်လို့လည်းရွာသားတို့ကပြောဆိုထားပါတယ်ဒီအချက်ကြောင့်လူတွေကတားဖြစ်သူကိုပို့ပြီးတော့တန်တရားဝင်လာတာပါကဲတဲ့ရေးဖွဲ့တာလည်းသူ့ရဲ့ရုပ်လုံးကိုတွေ့ရှိတဲ့အချိန်မှာလက်နဲ့6တွေမှာဒဏ်ရာတွေရှိတယ်လို့ပြောထားပါတယ်ဒါပေမဲ့ဒီဒဏ်ရာတွေကဘလို့ကြောင့်ရလာလဲဆိုတော့ခုဒီမသိရသေးပါဘူးရွာလူကြီးဖြစ်သူကလည်းရေထဲကိုကိုယ့်ဘာကိုခုန်ချောက်သွားမဖြစ်နိုင်ဘူးလို့ဆိုထားပါတယ်တာဖြစ်သူရဲ့ပြောကြားချက်ကတော့ဖခင်ကိုရိုက်နှက်ခဲ့တာမရှိဘူးသူတို့တွေတာဖနှစ်ယောက်စနောက်ခဲ့တာပဲရှိတယ်လို့ဆိုထားပါတယ်ဒါကြောင့်အခုချိန်မှာဘသူ့ကိုမှအပြစ်ရှိရလို့အတိမပြုတ်နိုင်သေးပါဘူးလက်ရှိမှာရဲတပ်ဖွဲ့တွေကတိတ်ဆုံးသွားတဲ့ရုပ်လောင်းကိုအသေးစိတ်ခွဲစိတ်ပြီးတော့စစ်ဆေးနေစေဖြစ်ပါတယ်ဒီမှုရဲ့အဖြစ်မှန်ဘာဖြစ်မလဲဆိုတာတော့ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုတွေရရှိမှသိရမှာဖြစ်ပါတယ်ဒီသတင်းကိုနားထောင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်လဲကွန်မန့်မှာရေးပေးခဲ့ကြပါဦးနောက်ဒီသတင်းနဲ့ပတ်သက်ပြီးတော့တက်ခန့်အစ်မှန်ထွက်ရှိလာအောင်ကျွန်တော်ထပ်မံပြီးတော့မိတ်ဆွေတို့တင်ဆက်ပေးသွားပြီးတော့ကျွန်တော်ကလည်း follow လုပ်တော့ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ